အပိုင်း3စစ်ပိုင်ဦးသည်တုန်ခါနေသောဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီးကလေး၏မျက်နှာကိုပြန်ကြည့်လိုက်သည်ကလေး၏မျက်နှာမှာသွေးဆုပ်ဖြူလျော်သွားပြီးဖုန်းကိုကောက်ကင်ရန်ပင်လက်များတုန်ရည်နေသည်ကင်လိုက်လေကလေးအရေးကြီးနေပုံရတယ်စစ်ပိုင်ဦး၏ခွင့်ပြုချက်ရမှကလေးဖုန်းကိုကောက်ကင်ကဆိုင်ပြင်ဘက်သို့အမြန်ထွက်သွားသည်စစ်ပိုင်ဦးသည်မှန်ပတင်းပေါက်မှတဆင့်အပြင်မှာဖုံးပြောနေသောကလေးကိုအဝေးကနေငေးကြည့်နေမိသည်သူမ၏ဟန်ပန်များမှာတစုံတစ်ယောက်ကိုအသနာခံနေရသလိုတလှဲ့တွင်လည်းငင်းခုန်နေရသလိုပင်9 မိနစ်ခန့်အကြာတွင်ကလေးဆိုင်ထဲသို့ပြန်ဝင်လာသည်သူမ၏မျက်ဝန်းများကညီရဲနေပြီးစစ်ပိုင်ဦးကိုတဲ့တဲ့မကြည့်ဝံ့ဘဲခေါင်းငုံထားသည်ဘသူလဲကလေးဦးကိုအမှန်တိုင်းပြောလို့ရတယ်နော်ကလေးကတက်ပြေးရှည်ကြီးကိုချလိုက်ပြီးမှခေါင်းမော်လာသည်ဟိုဘက်ကရှယ်ယာရှင်ကကလေးကိုရာဇတန်ပေးနေတာဦးမနက်ဖြန်ညနေ4 နာရီနောက်ဆုံးထားပြီးငွေမသွင်းရင်တရားဝင်အမှုဖွင့်တော့မယ်တဲ့ကလေးတကယ်ဘာလို့ရမှန်းမသိတော့ဘူးစစ်ပိုင်ဦးသည်ခုံနောက်မီကိုအသာမီလိုက်ရင်းစဉ်းစားကန်းဝင်သွားသည်သူသည်အောင်မြင်သောစီးပွားရေးသမားတဦးဖြစ်သဖြင့်ငွေကြေးပမာဏထက်ထိုငွေ၏နောက်ွယ်ကရည်ရွယ်ချက်ကိုပို၍အာရုံစိုက်တတ်သည်ဒီလောက်အရေးကြီးတဲ့ကိစ္စကိုကလေးပါလို့ဦးစီအစောကြီးကလေးကမလာတာလဲပြီးတော့အဲ့ဒီရှယ်ယာရှင်ဆိုတာကောဘသူလဲကလေးကနှက်ခမ်းကိုတင်းတင်းစေထားသည်ခဏအကြာမှသူကကလေးရဲ့အရင်ကတငယ်ချင်းပါပဲဦးဒါပေမဲ့အခုတော့သူကရန်သူလိုဖြစ်နေပြီစစ်ပိုင်ဦးကပြုံးလိုက်တော်လဲထိုပြုံးမှာအေးဆက်ဆက်နိုင်လာသည်သူသည်ကလေးကိုအလွန်ချစ်တော်လဲသူမဖုံးကွယ်ထားသောအချက်လက်များရှိနေသည်ကိုသူသိနေသည်ကောင်းပြီလေဦးကူညီမယ်ဒါပေမဲ့ဦးမှာစီကန်းတစ်ခုရှိတယ်မနှက်ဖြန်အဲ့ဒီလူနဲ့သွားတွေ့တဲ့အခါဦးပါလိုက်ခဲ့မယ်ကလေးတယောက်တည်းရင်မဆိုင်စေချင်ဘူးကလေး၏မျက်နှာတွင်ထိတ်လန့်မှုအရေးအယောင်များဖြတ်ပြေးသွားသည်မဟုတ်တာဦးရဲ့ဦးကအလုပ်တွေများနေမှာပေါ့ကလေးကိုငွေပဲကူညီလိုက်ပါကလေးပါသာသွားရှင်းပါမယ်မဟုတ်ဘူးကလေးဒါကအချစ်နဲ့မဆိုင်ဘူးစီးပွားရေးအရာဦးကူညီတာဖြစ်တဲ့အတွက်ဦးကိုယ်တိုင်ပါဝင်ပတ်သက်မှဖြစ်မယ်ဒါမှမဟုတ်ရင်ကလေးကိုဦးမယုံကြည်ဘူးလို့ယူဆလိုက်ရမလားစစ်ပိုင်ဦး၏စကားလုံးများကတည်ငြိမ်တော်လဲအမိန့်ဆန်နေသည်အသက်40အရွယ်အမျိုးသားတဦး၏အတွေ့အကြုံအရကလေး၏တုံ့ပြန်မှုများမှာပုံမှန်မဟုတ်သည်ကိုသူရိပ်မိနေပြီဒါဆိုဦးသဘောအတိုင်းပါပဲကလေးကအတန်တိုးတိုးဖြင့်သဘောတူလိုက်ရသည်ထိုညကစစ်ပိုင်ဦးအိမ်ပြန်ရောက်တော်လဲအိမ်မပျော်နိုင်ခဲ့ပါသူသည်ကလေးကိုအမှန်တကယ်လက်ထက်ရန်စဉ်းစားထားသူဖြစ်တော်လဲသူမနောက်ွယ်ကဗဟေရီများကသူ့ကိုစိုးရိမ်စေသည်ထိုအချိန်တွင်စစ်ပိုင်ဦး၏အတွင်းရေးမှူးထံမှဖုန်းဝင်လာသည်ဆရာခိုင်းထားတဲ့အတိုင်းစုံစမ်းကြည့်တာကလေးဆိုတဲ့အမျိုးသမီးရဲ့လုပ်ငန်းမှာရှယ်ယာရှင်ဆိုတာမရှိဘူးဆရာဒါပေမဲ့သူမမှာအကျွေးရှင်တယောက်တော့ရှိတယ်အဲ့ဒါကလောင်းကစားတိုင်တယောက်ပဲစစ်ပိုင်ဦးဖုန်းကိုတင်းတင်းဆုပ်ကင်လိုက်မိသည်သူချစ်ရသောရိုးသားလာပါသည်ဆိုသောကလေးတယောက်သူ့ကိုလိန်ညာနေခြင်းလားသို့မဟုတ်သူမကိုယ်တိုင်ကပဲတစုံတစ်ယောက်၏ချင်းချောက်မှုကိုခံနေရခြင်းလားအပိုင်း၄ကိုဆက်လက်ဆောင်မျှော်ပေးပါ